လူအများစုထင်ကြတာကအသက်ကြီးလာရင်အုံနောက်ကပြောင်းလဲလို့မရတော့ဘူး။မားရဲ့ဗီဇာကဒီလိုပဲလို့ထင်တတ်ကြပါတယ်။ဒီအကြောင်းကို Stanford တက္ကသိုလ်ကအာယုံကြောသိပ္ပံပညာရှင် Dr. Andrew Huberman ရဲ့လက်တွေ့စမ်းပြီးအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုပြန်လည်မျှဝေလိုက်ပါတယ်။မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့သိပ္ပံနည်းကြားလေ့လာတွေ့ရှိချက်တွေကိုအသုံးချပြီးမိမိရဲ့အာယုံစူးစိုက်မှုစိတ်တက်ကြွမှုနဲ့ဦးနှောက်စွမ်းဆောင်ရည်ကိုဘယ်လိုမြင့်တင်မလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းနားချက်ကိုပြောပြထားမှာဖြစ်ပါတယ်။ Neuroplasticity နဲ့ပြုပြင်ခြင်းဒီနေရာမှာရှင်းရမှာက Neuroplasticity ဆိုတာဘာလဲ Neuroplasticity ဆိုတာရိုးရိုးလေးပြောရရင်ဦးနှောက်ကအတွေ့အကြုံတွေပေါ်မူတည်ပြီးကိုပြန်လဲပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ဥပမာပြောရရင်တင်ဟာအခုမှစပြီးစနေရတင်းနေတယ်ဆိုပါစို့ဗျ။ပထမဆုံးရက်မှာလက်ချောင်းတွေကိုဘယ်လိုရွှေ့ရမလဲဆိုတာတင်ဦးနှောက်ကအသေးအတန်စူးစမ်းနေရလို့တုံရင်ဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့တင်နေတိုင်းလေ့ကျင့်တဲ့အခါဦးနှောက်ထဲမှာစနေရတီးတဲ့လက်လှုပ်ရှားမှုကိုထိန်းချုပ်တဲ့အာယုံကြောဆယ်တွေ neurons အချင်းချင်းပုံမခိုင်မာတဲ့ချိတ်ဆက်မှုတွေနဲ့ချိတ်ဆက်လိုက်တယ်။အဲ့လိုနဲ့နောက်ပိုင်းမှာတင်ဟာစာဖတ်ရင်းတောင်စနေရကိုအလွတ်တီးညိုက်သွားတဲ့အခြေအနေဖြစ်နေလိမ့်မယ်။ဒါဟာ neuroplasticity ကြောင့်ဦးနှောက်ကအဲ့ဒီလှုပ်ဆောင်ချက်ကို hardwired အနစ်တွေအောင်လုပ်လိုက်တဲ့သဘောပဲဖြစ်ပါတယ်။နှစ်အမြင်အာရုံကိုအသုံးချပြီးစိတ်ကိုထိန်းချုပ်ခြင်းဒီချက်မှာ focal vision နဲ့ panoramic vision ဆိုပြီးနှစ်မျိုးရှိတယ်ဗျ။ focal vision ဆိုတာအလုပ်တစ်ခုခုကိုလုပ်တော့မယ်ဆိုရင်ထိုအလုပ်ကိုအာရုံစိုက်မှုအပြည့်နဲ့လုပ်တာကိုဆိုလိုတာမှာဒါကဦးနှောက်ကိုအလုပ်လုပ်ဖို့အတွက်အစဉ်တင်ဆိုတဲ့တတိပေးချက်ပေးလိုက်တဲ့သဘောပါပဲ။ Panoramic Vision ကတော့စိတ်ဖိစီးမှုတစ်ခုကြုံလာရင်အပြင်ထွက်ပြီးကောင်းကင်ပင်လယ်တို့တောင်တန်းစားတဲ့တဘာဝအလားသားတွေကိုကြည့်ပြီးစိတ်ဖိစီးမှုကိုလောချခြင်းဖြစ်ပါတယ်။ဒိုပါမင်နဲ့စိတ်တက်ကြွမှုလူလီကဒိုပါမင်ကိုရလက်ရမှထွက်တာလို့ထင်ကြတယ်။တကယ်တော့ဒိုပါမင်ကပန်းတိုင်စီသွားနေတဲ့လမ်းကြောင်းပေါ်မှာထွက်တာပါ။ရလက်ထက်စားရင်အလုံးလုံးနေရတဲ့ process ကိုပျော်အောင်စူးစမ်းတာပေါ့။အဲ့ဒါမှတင်ဟာ flow state ထဲကိုရောက်သွားပြီးမပင်ပန်ပဲစိတ်တက်ကြွစွာနဲ့အလုပ်တွေကိုပြီးမြောက်စေမှာဖြစ်ပါတယ်။လေအနားယူခြင်းကျွန်တော်တို့တင်ယူနေချိန်မှာဦးနှောက်ကအလုပ်လုပ်တာမှန်ပြီးမဲ့အဲ့ဒီတင်ယူမှုကိုမှတ်ညံထဲမှာအမြင့်တူတဲ့အောင်လုပ်တာကတော့အနားယူခြင်းပါပဲဖြစ်ပါနဲ့။ညဘက်မှာနှချိုက်စွာ exerta မနက်ပိုင်းတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေကဦးနှောက်ကို reboot လုပ်ပေးပြီးအသက်တဖန်စတင်ဖို့ဖြစ်ပါတယ်။ငါကြောက်ရွံ့မှုကိုကြော်လွှားခြင်းအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါကော်တီဆောစိတ်ဖိစီးမှုဟော်မုန်းကိုထိန်းချုပ်နိုင်ဖို့လိုပါတယ်။ကြောက်စိတ်ကိုရင်ဆိုင်လေတန်ဦးနောက်ကပိုပြီးတတိရှိလာလေပါပဲ။အကျိုးအဖြစ်ပြောရင်တော့တင့်ဦးနောက်ဟာတင်ပေးသမျှကိုတင်ယူနိုင်တဲ့စွမ်းအားရှိပါတယ်။အာယုံစူးစိုက်မှုဒိုပမင်ထိန်းချုပ်မှုနဲ့မှန်ကန်တဲ့အနားယူမှုတွေကိုပေါင်းစပ်လိုက်ရင်တင်ဘွားကအံ့ဩစရာကောက်လောက်အောင်ပြောင်းလဲလာမှာပါ။ဒီနည်းလမ်းတွေကဘယ်အချက်ကိုအရင်ဆုံးစမ်းသပ်ကြည့်မလဲဆိုတာ comment မှာရေးနိုင်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ။